နောက်ကွေရချင်းတွေကိုရှင်ဖွဲ့လာတဲ့တင်ဆောင်ဝင်ကျော်အားလုံးပဲမင်္ဂလာပါရှင်။အခုဆိုင်ရာနုပညာလို့တွေမှာပိတ္တရီရဲ့အပိမှုတွေကိုအပြေဝရရှိနေတဲ့တရုတ်ဆောင်ချင်းဆောင်ဝင်ကျော်တော့ကျွညာလေးတွေကိုမနာစတဲ့ရိုက်ကူးနေရတာပါ။ရိုက်ကူးရေးတွေမှာနုပညာတိုင်ဝမ်ကသူတို့ရဲ့ဆွဲခုံမှုပိတ္တရီရဲ့အပိမှုတွေကိုရောအပြေဝရရှိထားတဲ့တင်ဆောင်ဝင်ကျော်တော့ဒီကနေ့မှာသူမဘဝရဲ့နောက်ကွေကဂျုံတွေ့ခန်းစားနေရတဲ့ဖြစ်ပျက်တွေကိုရှင်ဖွင့်ပြောပြလာခဲ့ပါတယ်။တင်ဆောင်ဝင်ကျော်ကဒီကနေ့မှာသူမရဲ့အကြောင်းလေးတွေကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။တရုတ်ဆောင်တင်ဆောင်ဝင်ကျော်ကအခုဟာပစ္စည်းဈေးတွေရန်ကြီးနေတော့ရှိတဲ့ကားလေးတွေတော့မပြတ်နိုင်တော့ပါအစ်စ်လည်းမဝယ်နိုင်ရှိတဲ့ကားတော့ပြရတာနဲ့ဝဲတော့မယ်ကိုယ့်ရဲ့ကားလေးကိုတော့ပြန်ရောင်းရမလားစဉ်းစားနေအခုတင်စားရဲ့ချင်းတွေကိုသိရင်တနာလိုမျက်ရည်တောင်ကျသွားမယ်ဆိုပြီးတရုတ်ဆောင်တင်ဆောင်ဝင်ကျော်ပြပြလာခဲ့ပါတယ်အခုဆိုရင်အနုပြလုံးတွေမှာစူးစမ်းလုပ်ကိုင်နေရတဲ့တရုတ်ဆောင်တင်ဆောင်ဝင်ကျော်တို့ကျညာလေးတွေကိုမနောက်စတဲ့ရိုက်ကူးနေရတာပါရိုက်ကူးရေးတွေမှာအနုပြတိုင်ဝမ်ကသူတွေရဲ့ဆွဲခေါ်မှုဗိတ္တရီရဲ့အားပေးမှုတွေကိုရောအပြေဝရရှိထားတဲ့တင်ဆောင်ဝင်ကျော်တော့မကြာတိမီကလည်းငွေဆောင်ကန်းကြီးမလေးမင်းသားမင်းမြတ်နဲ့တူတူကန်ဆန်ကျညာလေးကိုရိုက်ကူးခဲ့ပါတယ်တင်ဆောင်ဝင်ကျော်တော့စညက်စရာတွေတိတ်မတွေ့ဖြစ်ပဲသူ့အနေနဲ့သူဝဒနာပါတဲ့နုပြလုံးတွေကိုအရင်ကတည်းစူးစမ်းလုပ်ကိုင်ရင်ပြပြပဲနေထိုင်သွားရင်ဖြတ်တန်းသွားမယ်လို့ဆိုပါတယ်အဲကြောင့်လူတွေနဲ့ပတ်သက်ပြီးတော့လေတရုတ်ဆောင်တင်ဆောင်ဝင်ကျော်အခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်တင်ဆောင်ဝင်ကျော်ကအရင်ကကိုလည်းစိတ်ပင်ပန်းတန်တွေမူချက်မှုတန်တွေခံလာရတော့ဘဝချင်းခဏလေးမှကိုဝဒနာပါတွေလုံရင်ပေါ့ပေါ့ပဲဖြတ်တန်းဖြစ်နေရဆိုပြီးပြောပြလာခဲ့ပါတယ်အခုစိန်အနုပြလို့တွေမှာပရိသတ်ရဲ့အပိမှုတွေကိုအပြေးဝရရှိနေတဲ့တရုတ်ဆောင်တင်ဆောင်ဝင်ကျော်တော့သူနေနဲ့နောက်ွယ်ကဝေဖန်တိုက်ခိုက်မှုတွေမျိုးမျိုးနဲ့ပတ်သက်ပြီးဆက်ပြီးတော့ငြိမ်ခံနေမှာမဟုတ်ကြောင်းပြောပြလာခဲ့ပါတယ်အခုလည်းရှိမှာတော့တင်ဆောင်ဝင်ကျော်ဟာတချို့ပရိသတ်ရဲ့ဝေဖန်ပြောဆိုမှုတွေကိုခံနေရတာပါအကြောင်းတော့တင်ဆောင်ဝင်ကျော်ဟာဂျုံညာရဲ့ကိုရေးတစ်ခုမှာအမီမပတင်တော်ရာတွေဝတ်ထားခဲ့ပြီးအဲဒီပုံမှာတချို့ပရိသတ်တွေကမမတ်ဒီလားနောင်တမရဒီလားစတဲ့ပြောဆိုမှုတွေအမျိုးမျိုးနဲ့မန်တွေမှာလည်းစိုးစိုးဝါမှန်ထားကြတာကိုတွေ့ရပါတယ်။တင်ဆောင်ဝင်ကျော်ကတော့အခုလိုပြောဆိုမှုအပေါ်သူ့အနေနဲ့ချက်ပြီးတော့ညှိခံနေမှာမဟုတ်ဘူးလို့ဆိုပါတယ်။တင်ဆောင်ဝင်ကျော်တော့သူ့အနေနဲ့တချို့ပြောဆိုမှုတွေပေါ်ဂရုမစိုက်ပဲသူဝဒနာပါတဲ့နုပြလို့တွေမှာအကောင်းဆုံးကြိုးစားလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။ဒီဆောင်တွင်ဆောင်ဝဲကျော်တော့ခုလက်ရှိမှလေးကျွညာလေးတွေရိုက်ကူနေရပြီးမကြမီမှလေးဇလန်တဲအစ်လေးမှရိုက်ကူသွားဖို့ရှိရလို့လည်းသိရပါတယ်။ဗိတ္တရီကတော့ဒီဆောင်တွင်ဆောင်ဝဲကျော်ရဲ့အနုပညာရိုက်ကူရေးတွေကိုအဘိဆောင်မျိုးနေကြပြီးနောက်မဲ့ရိုက်ကူရဲ့အတစ်တွေအတွက်အဘိဝင်ရန်ပေးနေကြပါတယ်။အနုပညာတိုင်ဝမ်ကသူတွေရဲ့စိတ်ခေါ်မှုဗိတ္တရီရဲ့အဘိမှုတွေကိုရောအပြေဝရရှိထားတဲ့ဒီဆောင်တွင်ဆောင်ဝဲကျော်တော့ဒီကနေ့မှသူမရဲ့အခြေရေးပေါ်တရားဝင်အသိပေးလာခဲ့ပါတယ်။တရုတ်ဆောင်တင်ဆောင်ဝင်ကျော်တော့လာမယ့်နေ့မှာသူတကယ်ကြီးရတဲ့သူနဲ့လက်ထပ်တော့မယ်လို့ပြည်သူတွေကိုအသိပေးပြောပြလာခဲ့ပါတယ်။အခုဆိုရင်တရုတ်ဆောင်တင်ဆောင်ဝင်ကျော်ကသူမရဲ့ကြည်ရီကိုတရားဝင်အသိပေးလာခဲ့ပြီးဖြစ်ပြီးအဲဒီပေါ်မှာလေးပြည်သူတွေကဝန်တာကျင်းနေကြပြီးသူမအတွက်အမျိုးမျိုးဆုတောင်းပေးနေကြပါတယ်။